ပျက်စီးသွားပြီဆိုပြီးပြန့်နှံ့ခဲ့တဲ့အီရာဆန်ရဲ့အပြောင်းရွှေ့သတင်းအပါအဝင် United အသင်းရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ Entertainment Mind Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပထမဆုံးသတင်းကတော့အီရာဆန်ရဲ့အကြောင်းပါ။ပြီးခဲ့တဲ့နိုင်ပိုင်းအတွင်း Social Media မှာအီရာဆန်ရဲ့အပြောင်းရွှေ့ပြတ်သွားပြီဆိုတဲ့ post တွေအများကြီးပြန့်နှံ့ခဲ့ပါတယ်။ဒါပေမဲ့မန်ယူသတင်းထောက်တိုင်ရွန်မာရှယ်ကတော့ဒီသတင်းကမမှန်ကြောင်းကိုပြောထားပါတယ်။သူ့ရဲ့အဆိုအရ United နဲ့ Atlanta ကြားသဘောတူညီမှုကအရင်တိုင်းရှိနေဆဲဖြစ်ပြီးကစားသမားနဲ့လည်းပုံကိုရေးဆိုင်ရာသဘောတူညီမှုရပြီးသားဖြစ်ပါတယ်။လက်ရှိမှာအီရာဆန်ကဘရာဇီးအသင်းနဲ့အတူကမ္ဘာဖလားကစားနေတာကြောင့်ဒုတိယကြိမ်ဆေးစစ်ဖို့ကြံရှိနေပြီးဆေးစစ်ပြီးပါကတရားဝင်ကြေညာဖို့ပဲကြံတော့တယ်လို့ဖော်ပြထားပါတယ်။ဒုတိယသတင်းကတော့ Chelsea ကျယ်ပွင့်အန်ဒရီဆန်တိုဖြစ်ပါတယ်။ United အသင်းကဘရာဇီးကွင်းနဲ့လူကိုစောင့်ကြည့်နေတာမဟုတ်တော့ပဲစုံစမ်းမေးမြန်းမှုတွေအကြိမ်ကြိမ်ပြုလုပ်ထားတယ်လို့ဒေးဗစ်အော်စတင်းကိုကိုးကားပြီးဖော်ပြထားပါတယ်။ Chelsea ဘက်ကတော့ပေါင်တန်း50ဝန်းကျင်ရရင်ဆွေးနွေးဖို့အသင့်ရှိနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ Santos ကိုယ်တိုင်ကတော့ Chelsea မှာပဲနေရာရပြီးအဓိကကစားသမားဖြစ်ချင်တယ်လို့သိရပါတယ်။နောက်ထပ်ပြစ်မှတ်ကတော့ဒေါမွန်သင်းရဲ့ Felix Nemancha ပါ United နဲ့ Chelsea နှစ်သင်းလုံးကစိတ်ဝင်စားနေကြပေမဲ့လက်ရှိချိန်မှာတော့ United ကအနည်းငယ်အသာရနေတယ်လို့ Insider News တွေမှာဖော်ပြထားကြပါတယ်။ Mark Crowley ရဲ့အဆိုအရ United သင်းရဲ့အားကစားဒါရိုက်တာ Jason Welcome နဲ့ရင်းနှီးမှုရှိတာက United ဘက်ကအလေးသာနေတာဖြစ်ပါတယ်။ကွင်းလယ်ပိုင်းတနေရာအတွက်ဘုံမောက်သင်းရဲ့ Alex Scott ကိုစိတ်ဝင်စားနေပေမဲ့ဘုံမောက်သင်းဘက်ကတော့မယောင်းဘူးဆိုတဲ့သဘောထားကိုဆက်လက်ကင်ဆွဲထားတာကြောင့်အပြောင်းရွှေ့ကဖြစ်ဖို့အလွန်ခက်ခဲနေပါတယ်။ဒါရင်မကသေးပါဘူး။ United ဂန်ဝင် Luis Saha ကလည်း Roma က Manu Kone ထက် Newcastle အသင်းရဲ့ Bruno Guimaraes ကိုပဲခေါ်သင့်တယ်လို့အကြံပေးထားပါတယ်။ Saha က Casemiro ထွက်ခွာသွားပြီးတဲ့နောက် United အနေနဲ့အတွေ့အကြုံရှိတဲ့ခေါင်းဆောင်ကစားသမားမျိုးလိုအပ်နေရလို့ယုံကြည်နေပါတယ်။သူ့ရဲ့အမြင်က Premier League အတွေ့အကြုံရှိပြီးအသင်းကိုချက်ချင်းကူညီနိုင်မဲ့ Bruno Guimaraes ကပိုပြီးသင့်တော်တယ်လို့ဆိုထားပါတယ်။ပြောင်းရွှေ့ခြင်းကတော့ပေါင်65သန်းဝန်းကျင်ဖြစ်နိုင်တယ်လို့သတင်းတွေကထွက်ပေါ်နေပါတယ်။ဟုတ်ကဲ့ပါဒါကတော့နောက်ဆုံးရရှိခဲ့တဲ့ United အသင်းရဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျ။